မြန်မာနိုင်ငံအရှေ့ပိုင်းကယားပြည်နယ်အတွင်းမိတေးနေထိုင်ကြသောမျိုးနွယ်စုဝင်ကိုမျိုးတို့သည်မိမိတို့၏ဇမြစ်ကိုကေယာဟုခေါ်ဆိုကြပြီးအနီရောင်ကိုအမျက်တနိုးဝစ်စင်ကြသဖြင့်ကရင်နီဟုသမိုင်းတလျှောက်အမည်တွင်ခဲ့ပါသည်တကယားပြည်နယ်၏အဓိကမျိုးနွယ်စုဖြစ်ပြီးတကွန်တိုင်ပွဲတော်ကိုအမြင့်မြတ်ဆုံးဟုသတ်မှတ်သည့်အမျိုးသမီးအနီရောင်ရင်ဖုံးပူဝါကိုပခုံးတိုင်းချုံကအနီရောင်လုံးချီတို့ကိုဝစ်စင်သည်ခြေသလုံးတွင်အမဲရောင်ရွှန်းကွင်းအများကိုအထက်ထက်ဆွတ်ထားခြင်းကအဓိကအမှတ်အသားဖြစ်သည့်အမျိုးသားအနီရောင်အနက်ရောင်ရင်စစ်လက်ရှည်နှင့်ဘောင်းဘီပွားကိုဝစ်စင်ကခေါင်းပေါင်းဖြူပေါင်းသည်ငွေဓာတ်နှင့်ရိုးရလွယ်အိတ်ကိုအမျက်တနိုးဆောင်ကြသည်မြကရန်သို့မဟုတ်အရောင်မိမိတို့ကိုနဂါးမှဆင်းသက်လာသည်ဟုယုံကြည်ကြသောကြောင့်နဂါးနှင့်တူစေရန်ကျင်စင်ဝစ်စင်ကြသည်အမျိုးသမီးကဘာကျော်ကြေကွင်းစွပ်အမျိုးသမီးများဖြစ်သည်လဲပင်ခြေထောက်နှင့်လက်ကောက်ဝတ်တို့တွင်ကြေကွင်းများဆွတ်ထားကြပြီးအင်ဂျီဖြူနှင့်လုံကြီးအနီကိုဝစ်စင်သည်အမျိုးသားဖြစ်ရောက်အင်ဂျီနှင့်ဒူစစ်ကျော်ဘောင်းဘီနီဘောင်းဘီတို့ကိုဝစ်စင်ကခေါင်းပေါင်းဖြူပေါင်းလေးရှိသည်သုံးကရောတောင်မော်ဒေသများတွင်နေထိုင်ပြီးရှေးကြသောဓလေ့များကိုတင်းကျပ်စွာထိမ့်သိမ်းသူများဖြစ်သည်အမျိုးသမီးအဖြူရောင်အင်ဂျီအရှိကိုဝစ်စင်သည်ခြေသလုံးတွင်ကျေးဖြူကွင်းများဆွတ်ထားတတ်ပြီးနားပေါက်ကြီးဖောက်ကငွေနာတောင်ကြီးများဆင်မြန်းကြသည့်အမျိုးသားအဖြူရောင်နောက်ခံတွင်အနီရောင်ဆင်းပါသောရင်စေးအင်ဂျီကိုဝစ်စင်သည်အမျိုးသားများသည်လည်းနားပေါက်ဖောက်ကနားတောင်းငယ်များဝစ်စင်လေးရှိခြင်းမှာကရောတို့၏ထူးခြားချက်ဖြစ်သည်လေကယန်းဟာဟဲကယန်းမျိုးနယ်စုဝင်ဖြစ်တော်လဲဝစ်စားစင်ရင်မှုခန့်ညားထဲဝါမှုတွင်ကွဲပြားသည့်အမျိုးသမီးအဖြူရောင်ပိုဝါကိုခေါင်းတွင်မြင်မားစွာပေါင်းတင်ပြီးအင်ဂျီအဖြူဝတ်သည်လေပင်တွင်ကြေကွင်းအစာငွေပြားဆွဲကြိုးများနှင့်ရောင်စုံပတိစေများကိုဆင်မြန်းကြသည်အမျိုးသားအင်ဂျီအဖြူပေါ်တွင်အနီရောင်လက်ရကန်းအပေါ်ယုံကိုထက်ဝက်ကခေါင်းပေါင်းဖြူကိုစလစ်တကြပေါင်းသည်နာကယန်းကငယ်မိမိတို့၏တီးခြားပါလာစကားနှင့်လက်မှုပညာကိုအလေးထားသောအုပ်စုဖြစ်သည့်အမျိုးသမီးအဖြူရောင်အင်ဂျီတွင်အနီရောင်ရိုးရာပန်းခတ်များကိုရင်ဘတ်နှင့်လက်မောင်းများတွင်အနုစိတ်ခဲသွင်းချုပ်လုပ်ထားသည်အမျိုးသားရိုးရှင်းသောအဖြူရောင်ရင်စိတ်အင်ဂျီနှင့်ဘောင်းဘီနက်ကိုဝစ်စင်သည်လက်ရက်ကန်းရွယ်အိတ်မှာနင်းတို့၏အဓိကအမှတ်အသားဖြစ်ပြီးညိုးနယ်စုအလိုက်တီးခြားဒီဇိုင်းများပါဝင်သည်6ကေခိုကရားနှင့်ကရင်ရင်ကျေးမှုရောရှက်နေပြီးစိုက်ပျိုးရေးကိုအဓိကလုပ်ကင်ကြသည့်အမျိုးသမီးအနက်ရောင်နောက်ခံတွင်အနီရောင်ဒီဇိုင်းပါသောဝစ်စုံကိုဝစ်စင်သည်ငွေရင်းသားပြားအများကိုရင်ဘတ်တွင်စီတန်းလှဆင်လေးရှိသည့်အမျိုးသားအနက်ရောင်အင်ဂျီနှင့်ဘောင်းဘီကိုဝစ်စင်လာရင်ဘတ်တွင်အနီရောင်အစင်းပါသောပေါ်ဝါကိုခတ်ဆောင်းဆောင်းလွယ်ထားတတ်သည်ခုနကေပါဂီတစာပေနှင့်အမှုပညာကိုမျက်နှိုးသောမျိုးနွယ်စုဖြစ်သည့်အမျိုးသမီးအဖြူရောင်ရင်ဖုံးအင်ဂျီနှင့်အနီရောင်လုံးကြီးကိုဝစ်စင်သည်ရောင်စုံပတိစေများကိုလေပင်အုတ်ထုပ်နှင့်ဝစ်စုံအနာတက်များတွင်အနုစိတ်ထဲတွင်ဆင်မြန်းကြသည့်အမျိုးသားအဖြူရောင်နောက်ခံအနီရောင်အစင်းပါအင်ဂျီလက်ရှည်နှင့်ဘောင်းဘီပွားကိုဝစ်စင်သည်ရှစ်မနုမနောလူဦးရေနေပါသောရှားပါမျိုးနွယ်စုဖြစ်ပြီးရှေးရိုးရာယုံကြည်မှုများကိုအလေးထားသည့်အမျိုးသမီးတရားဝတ်စုံနှင့်စင်တူတော်လဲပန်းခတ်ဒီဇိုင်းကွဲပြားသောလုံကြီးကိုဝစ်စင်သည်အမျိုးသားအနီရောင်ရင်စိတ်အင်ဂျီနှင့်ဘောင်းဘီနက်ကိုဝစ်စင်သည်ခါရင်ရောင်စုံကြီးမြင့်များဖြင့်ရက်လုထားသောခါပတ်အရှိကိုစီးနှောင်ကအစွန်းနှစ်ဖက်ကိုရှေ့သို့တွဲလောင်းချထားသည်ကိုရင်တလဲဘောလာခဲဒေတာတွင်အခြေချပြီးရှေးဦးကရားတို့၏ဒလေးကိုအစစ်မှန်ဆုံးထိမ့်သိမ်းထားသည်အမျိုးသမီးရှေးဦးကရားတို့၏ရိုးရှင်းသောအနီရောင်ဝစ်စုံကိုဝစ်စင်သည်ရှေးဟောင်းငွေထဲများနှင့်ပတိစေများကိုအလေးမြတ်ထားဆင်မြန်းကြသည်အမျိုးသားအထူရောင်နောက်ခံအနီရောင်အစင်းပါအင်ဂျီနှင့်ဒူးစစ်အောက်ထိရှိသောဘောင်းဘီကိုဝစ်စင်သည်ခေါင်းပေါင်းဖြူကိုပေါင်းခြင်းမှာနင်းတို့၏ဂုံယူပွဲအမှတ်သားဖြစ်သည်အနှစ်ချုပ်နှင့်အထွတ်အမြတ်အဆောင်အယောင်များဖျားမျိုးနွယ်စုအားလုံးအတွက်ဖားစီတီမရှိမဖြစ်အနည်းမြတ်ဆုံးဖြစ်ပြီးအမျိုးသားများအတွက်မွေဓားနှင့်ရိုးရလွယ်အိတ်မှာတတိနှင့်မျိုးနွယ်စုကုန်းကိုခေါ်ဆောင်သည့်အမှတ်သားများဖြစ်ကြသည်တကွန်တိုင်းသည်မျိုးနွယ်စုအားလုံးစုပေါင်းပူဇော်သည့်အထိမ်းအမှတ်တိုင်ဖြစ်ပြီးဝစ်စုံဒီဇိုင်းများတွေလည်းတကွန်တိုင်းပုံကိုအခက်တွင်းရဲလုပ်လေးရှိသည်